ဒီဘီးကလေးကွာဘာလို့ဒီလိုဖြစ်နေရတာလဲဘလို့ပြင်ရမလဲမသိတော့ဘူးဟေးကိုစိတ်တို့အလုပ်ကိုစူးစမ်းလာကြည်လားဟာဘာတွေလုပ်နေတာလဲမျက်လုံးမပါဘူးလားမြောက်ညိုရဲ့လှဲကိုစီထည့်နေတာလေဒီညရွာဦးဘုရားပွဲသွားမလို့လေမရွဲပါနဲ့ကိုစိတ်တူရဲ့လှဲကိုပြင်နေတယ်ပြောလဲရတာပဲအိုးဒါနဲ့လှဲကတော့အကောင်းသားပဲဒါပေမဲ့တခုခုလိုနေတယ်လို့ပဲနော်ဘာလို့ရမှာလဲကောက်ရိုးအစ်စ်ခင်းထားတယ်လဲမှာလဲပန်းစည်းချိတ်ထားသေးတယ်အကုန်အပြည့်အစုံပဲမဟုတ်ဘူးလေငါပြောတာကမင်းကငါ့ကိုအမြဲအဖြစ်တင်ဖို့ပဲချောင်းနေတာမလားမနာလို့မရှုစိတ်ဖြစ်မနေနဲ့မင်းမသာလှဲမရှိတာငါမှကအဆင့်သင့်ပဲကဲသွားစို့ဟေ့ဟဲ့ဟဲ့တွားလေဘာဖြစ်နေတာလဲဒီနွားလဲ